ဗနီဇွဲလားငလင်မှာသမီးဖြစ်သူကိုကာကွယ်ပေးပြီးတက်မလွန်ကိုရှောက်သွားခဲ့တဲ့နမဲကျော်ဘောလုံးသမားရဲ့ဇနီးအားလုံးပဲမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကမ္ဘာမြေကြီးပေါ်မှာနိုင်ငံတွေလူမျိုးတွေဘာသာစကားတွေယဉ်ကျေးမှုတွေမတူကြပေမဲ့ဘာသာပြန်စရာမလိုပဲအားလုံးနားလည်နိုင်တဲ့အရာတစ်ခုကတော့မိခင်မြတ်တာပါမြန်မာနိုင်ငံကအမေပဲဖြစ်ဖြစ်အမေရိကန်ကအမေပဲဖြစ်ဖြစ်ဗနီဇွဲလားကအမေပဲဖြစ်ဖြစ်သားသမီးတွေတက်သက်ကိုတောင်မငယ်ပဲကောက်ွယ်ပေးတတ်ပါတယ်လက်တလောမှာလှုပ်ခတ်ခဲ့တဲ့ဗနီဇွဲလားငလင်ကြီးမှာလည်းမိခင်ရဲ့မြတ်တာတရားဘလောက်ကြီးမားကြောင်းကိုသိသိပြသွားတဲ့အသက်28နှစ်အရွယ်မိခင်တရားအသက်နဲ့လဲပြီးဖော်ပြသွားခဲ့ပါတယ်။ဇွန်လ24ရက်နေ့ကဗနီဇွဲလားနိုင်ငံမှာလှုပ်ခတ်သွားခဲ့တဲ့ငလင်ကြီးကြောင့်မြို့ပြကြီးတစ်ခုလိုဖြစ်သွားခဲ့ရပါတယ်။ငလင်တစ်ခုဟာအချိန်နှင်းငယ်သာချပြီးတော့လှုပ်ခဲ့တာကြောင့်လူပေါင်းများစွာလည်းကွယ်လွန်ခဲ့ရတယ်လို့ပြန်မတွေ့ရသူတွေလည်းရှိနေပါသေးတယ်။တဘာဝဘေးရန်နဲ့ကြုံလာရင်လူသားတိုင်းဟာကိုယ့်ကိုကဲတင်ဖို့အရင်စူးစမ်းတတ်ကြပေမယ့်အုပ်ချိုးအုပ်ပဲတွေပြုတ်ကျလာတဲ့အချိန်မှာကိုယ့်တက်ကိုမငယ်ပဲသမီးဖြစ်သူအတွက်အသက်ပေးလိုက်သူကဗနီဇွဲလားနိုင်ငံရဲ့နာမည်ကြီးဘောလုံးသမားဖက်ချာဘယ်လိုရဲ့ဇနီးတွေပဲဖြစ်ပါတယ်။သူရဲ့သား28နှစ်သားရှိသေးပြီးနာဂတ်တွေမျှော်လင့်ချက်တွေပျော်ရွှင်စရာကျန်နေသေးတဲ့အချိန်မှာငလင်လုတဲ့အချိန်မှာခင်မွန်းဖြစ်သူကအိမ်မှာမရှိတဲ့သမီးလေးနဲ့နှစ်ယောက်ထဲသာအိမ်ထဲမှာရှိနေခဲ့ပါတယ်။အိမ်ကြီးပြိုကျလာပြီးဆိုတာကိုသိလိုက်ရပြီးသမီးဖြစ်သူကိုသူ့ခန္ဓာကိုယ်နဲ့ကာဝယ်ပေးခဲ့ပါတယ်။ကြီးမားတဲ့အုံနေရံတွေကိုသူခန္ဓာကိုယ်နဲ့ကာဝယ်ပေးခဲ့တာကြောင့်သမီးဖြစ်သူကတော့ဒဏ်ရာအနှိမ့်ငယ်လောက်သာရခဲ့ပါတယ်။ကဲဆေးသမားတွေကရှာဖွေချိန်မှာတော့ဒီမိခင်ဟာနောင်ဘဝကိုကူးပြောင်းသွားခဲ့ရပါပြီ။သူခန္ဓာကိုယ်အောက်မှာသမီးဖြစ်သူကတော့အသက်ရှင်ကျန်ရစ်ပြီးတော့လုံခြုံစွာရှိနေတာကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။မိခင်ဖြစ်သူကသူသမီးလေးကိုနောက်ဆုံးချိန်ထိလက်တွေကိုမဖြုတ်ဘဲနဲ့ပွေးဖက်ကကယ်ထားခဲ့ပါတယ်။ရုပ်ရှင်ဇာတ်လမ်းတွေကဇဝင်ကမဟုတ်ပေမဲ့ကဲဆေးသမားတွေတောင်မြေဝေခဲ့ရပါတယ်။ကွယ်လွန်သွားတဲ့မိခင်ဖြစ်သူကရုပ်ရည်လေးလှပသလိုတလဲများစွာရှိပေမယ့်သူ့အသက်ထဲသမီးဖြစ်သူရဲ့အသက်ကိုပိုတမိုးထားခဲ့တာပါ။ဗနီဇွဲလားဘောလုံးသမားကတော့အင်ကိုပြန်ရောက်လာတဲ့အချိန်မှာသူ့ရဲ့ဇနီးတဲ့ကမ္ဘာလောကကြီးထဲမှာမရှိဘူးဆိုတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့ခင်မွန်းတဲ့အတွက်ဒီအမျိုးသမီးလေးကသူ့သမီးလေးကိုအသက်ပေးပြီးကာဝယ်ပေးခဲ့တာပါ။ဇနီးတဲ့တာကိုလိုရှုံးပြီးတော့ထွက်ပြေးခဲ့မယ်ဆိုလို့ရှိရင်သမီးလေးပါအသက်ဆုံးရှုံးသွားနိုင်ပါတယ်။ဇနီးဖြစ်သူကကွယ်လွန်ကြောင်းကိုဘောလုံးသမားကဝမ်းနည်းစွာဖော်ပြထားခဲ့ပြီးဒီကမ္ဘာလုံးကသူ့တွေစိတ်မကောင်းဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ဗနီဇွဲလားဘောလုံးသမားကဇနီးတဲ့ကိုဆုံးရှုံးလိုက်ရပေမဲ့လည်းမိခင်မြတ်တာကြီးမားတဲ့ဇနီးတဲ့နဲ့တွေ့ခဲ့ရပါတယ်။မိခင်တွေကငနေလုံးမမုံတိုင်းတိုင်းမှာအသက်နေကြုံလာမှအသက်ပေးကာဝယ်တာမဟုတ်ဘဲနဲ့ငငယ်လေးကလေးကကာဝယ်ပေးခဲ့တာပါ။မြန်မာနိုင်ငံမှာလည်း2025ခုနှစ်လောက်ခဲ့တဲ့ငလေးတန်းကိုခန်းစားခဲ့ကြရပြီးသားသမီးတွေအတွက်အသက်ပေးပြီးတော့ကာဝယ်ပေးခဲ့တဲ့မိခင်ဖခင်တွေရှိခဲ့ပါတယ်။ဗနီဇွဲလားငလင်ကိုအားလုံးကကိုချင်းစာကြပြီးငလင်ကြီးကစက္ကန့်ပိုင်းလောက်လုပ်ပေးမယ်လေလူတွေကိုတော့ဘဝတွေခြားနာစေခဲ့ပါတယ်။နေနမိတ်တွေနိုင်ငံတွေလူမျိုးတွေဘလောက်ပဲကွဲပြားနေပါစေမိခင်မြတ်တာကတော့ကမ္ဘာပေါ်မှာတစ်ခုတည်းသောတူညီအရာဖြစ်ကြောင်းဘောလုံးသမားရဲ့ဇနီးလေးကဖော်ပြသွားခဲ့ပါတယ်။သမီးဖြစ်သူတွေတက်ပေးပြီးတော့ကာဝယ်ပေးခဲ့တဲ့ဗနီဇွဲလားကမိခင်လည်းကောင်းမွန်ရာကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။အားပေးတဲ့ဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။